ပြည်ဦးလင်တို့ကလောတို့ရဲ့ vibe ကိုလည်းအပြည့်အဝရရှိမယ် class house တွေဂျင်း area တွေ event area တွေရေကူးခံတွေပါထည့်သွင်းပြီးတော့ဝယ်ယူသူအမည်ပေါင်းနဲ့ဂရန်တက်တန်းအသစ်နဲ့ရရှိမယ်24လအတိုးမဲ့အရေးချစနစ်နဲ့ရောင်းချပေးမယ်ကျွန်တော်အိမ်လေးတစ်လုံးကိုကျွန်တော်ဒီနေ့ house tour လုပ်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် SMD ကိုကျော်ပါဟုတ်ကဲ့ဒီအိမ်လေးရာဆိုရင်ကျွန်တော်ဒါမန္တလေးမြို့ရဲ့ Hayside မန္တလေး Villa Resort ထဲမှာကျွန်တော်ဒါတည်ရှိတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ဒီအိမ်လေးရဲ့မြေအကျယ်ဝန်းကလည်းကျွန်တော်ဒါပေ40 60ကျယ်ဝန်းနဲ့ကျွန်တော်တို့ဒါ RC နှစ်ထပ်တိုက်လေးဖြစ်ပါတယ်ခင်ဗျာအိမ်လေးရာဆိုရင်တော်တော်လေးဒါလှပပနဲ့ဒါဖွဲ့စည်းတိဆောက်ထားတာကိုလည်းကျွန်တော်မိတ်ဆွေတွေဒါမြင်တွေ့ရမှာဖြစ်ပါတယ်ဒါအတွင်းကဖွဲ့စည်းပုံတွေကိုလည်းကျွန်တော်နဲ့တူလိုက်လံကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါဒီအိမ်ရှိကနေကျွန်တော်တို့ဒါအိမ်ထဲကိုမဝင်ခင်ပါပဲပထမဆုံးမြင်တွေ့ရမှာကျွန်တော်တို့ဒါဒီအိမ်လေးရဆိုရင်နှစ်ထပ် RC ဖြစ်တယ်ဗရန်နာတွေပါထည့်သွင်းတိဆောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ဒီဘက်မှာဆိုရင်လည်းဒါကျွန်တော်ကားပါကင်ကိုပထမဆုံးမြင်တွေ့ရမယ်ကားပါကင်အပေါ်တော့ကျွန်တော်တို့ဒါ rooflet ထုတ်ပြီးအပေါ်ကဝရန်နာလေးဒါထည့်သွင်းတိဆောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျကျွန်တော်နဲ့တူအိမ်ရဲ့အတွင်းကဖွဲ့စည်းပုံတွေကိုဒါဝင်ရောက်လေ့လာဖို့ထပ်မံဖိတ်ခေါ်ပါတယ်ဒါကျွန်တော်အိမ်ထဲကိုဝင်လိုက်တာနဲ့ဒါကတော့ကားပါကင်ကတော့အနည်းဆုံးကား2စီးလောက်ထိုးလို့ရမယ်ကားပါကင်ဖြစ်တယ်ဒါဒီဘက်မှာဆိုရင်လည်းကျွန်တော်ဒါ landscaping လှလေးတွေဒါပြုလုပ်ဖန်တီးပေးထားတဲ့အိမ်လေးတစ်လုံးဖြစ်တယ်အိမ်ရဲ့မျက်နှာလဲကတော့ကျွန်တော်တို့ဒါတောင်ဘက်လဲလေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်အိမ်လေးထဲဝင်လိုက်တာနဲ့ကျွန်တော်အကြိုက်ဆုံးဒါပထမဆုံးတွေ့ရတဲ့ living room အခန်းကျယ်လေးဖြစ်ပါတယ်ခင်ဗျာဒါ ceiling height level ကလည်းကျွန်တော်တို့ဒါ17 feet လောက်မြင်တဲ့ ceiling height level ဖြစ်တယ်မီးဆိုင်လေးတွေနဲ့ကျွန်တော်ဒီမှာ indoor plant လေးတွေနဲ့လုံးဝကိုလှပလေးနဲ့ဒါဖွဲ့စည်းထားတဲ့ကျွန်တော်ဒါ living room လေးဖြစ်တယ်ဒီဘက်မှာလည်းကျွန်တော်ဒါ air con တွေအကုန်တက်ပြီးသားဖြစ်တယ်ဒါဒီဘက်မှာလည်းကျွန်တော်ဒါ space တွေအကျယ်ကြီးပဲဒီမှာလည်းစာကြည့်စပွဲလေးတွေနဲ့ကျွန်တော်ဒါအောက်ထပ်မှာကျွန်တော်ဖန်တီးပေးထားတဲ့ living room အခန်း area space အကျယ်ကြီးဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျွန်တော်ဒါဒီအိမ်ထဲမှာဆိုရင်ကျွန်တော်ဒါအောက်ထပ်မှာကျွန်တော်ဒါ single bedroom လေးရှိမယ် dining and kitchen room ရှိမယ်ဘုံရီချိုးခန်းအိမ်သာရှိမယ်ကျွန်တော်တစ်ခုချင်းလိုက်ပြဟုတ်ကဲ့ဒါဒီဘက်မှာဆိုရင်ကျွန်တော်ဒါ dining and kitchen room ဖြစ်တယ်furniture အပြည့်စုံလည်းထည့်ပေးထားတယ်ကျွန်တော်ဒါဒီဘက်မှာဆိုလဲ table လေးတွေနဲ့ပေါ့နော်ဒီမှာမီးဆိုင်လေးတွေနဲ့ air con တွေရောအကုန်တက်ပြီးသားဖြစ်တယ်ဒါဒီမှာဆိုရင်လည်းကျွန်တော်ဒါရေခဲတက်တာဒီမှာလည်း cabinet လေးတွေရောအားလုံးကျွန်တော်တို့ဒါထည့်သွင်းတက်ဆင်ပြီးသားကျွန်တော်ဒါ dining and kitchen room လေးဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျွန်တော် single bedroom လေးခေါ်သွားမယ်ဒါတော့ကျွန်တော် single bedroom လေးဖြစ်တယ် single bedroom လေးကလေကျွန်တော်ဒါ15ပေပတ်လေလောက်ကျယ်ဝန်းတဲ့အနေထားလေးရှိတယ် air con တွေလည်းတက်ပြီးသားဖြစ်တယ်ဒီမှာ light ကားတွေရော furniture အပြည့်စုံထည့်သွင်းပေးထားတဲ့ဒါ single bedroom လေးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်ဒါ common toilet ဖြစ်တယ်ကျွန်တော်ဒါဘုံရေချိုးခန်းပေါ့ဒီဘက်မှာကျွန်တော်ဒါရေချိုးဖို့ကျွန်တော်ဒါ partition လေးလုပ်ပေးထားတယ် basin တွေကျွန်တော်ဒါဘိုးတိုင်းတွေကတော့လုံးဝကျွန်တော်ဒါ quality ကောင်းတွေကိုထည့်သွင်းပြုလုပ်ပေးထားတယ်အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါလေကားလေးကလည်းတော်တော်လေးကျယ်တဲ့အနေထားရှိတယ်ကျွန်တော်ဒါနောက်မှာလည်းမီးဆိုင်လေးတွေနဲ့လှပလေးပုံဖော်ထားတဲ့ကျွန်တော်ဒါလေကတ်ဆောင်လေးဖြစ်ပါတယ်ခင်ဗျာ light တွေလည်းအရန်ဝင်တဲ့အနေထားလေးရှိတယ်ကျွန်တော်တို့အပေါ်ထပ်ကိုရောက်ချင်းမှာပဲဒါကျွန်တော်ဒီဘက်မှာဆိုရင်ကျွန်တော်ဒါ single bedroom ဖြစ်မယ်ဒါကတော့ကျွန်တော်ဖျားခန်းလေးဖြစ်မယ်ဒါဖျားခန်းကလည်းတော်တော်လေး light တင်လဲဝင်တယ်လို့ကျွန်တော်တို့ဒါတော်တော်လေးကျယ်တဲ့အနေထားလေးရှိတယ်ဒါဆိုကျွန်တော်တို့ဒါ10ပေကျွန်တော်တို့ဒါ73ပေလောက်ကျယ်ဝန်းမယ်ကျွန်တော်တို့ဒါဖျားခန်းလေးဖြစ်ပါတယ်ခင်ဗျာဒီဘက်မှာလည်းကျွန်တော်တို့စာကြည့်စပွဲလေးနဲ့ကျွန်တော်အပေါ် cabinet လေးတွေလည်းပြုလုပ်ပေးထားတယ်နောက်ထပ်ကျွန်တော်တို့ဒီအိမ်အပေါ်ထပ်မှာဆိုရင်ခုနစောစောပြောတဲ့ကျွန်တော် single bedroom တစ်ခန်းရှိမယ်နောက်ထပ် single bedroom တစ်ခန်း master bedroom တစ်ခန်းစုစုပေါင်းအိမ်ခန်း3ခန်းရှိပါတယ်ခင်ဗျာကျွန်တော်တစ်ခန်းချင်းဝင်ပြမယ်ဒါဆိုရင်ကျွန်တော်ဒါ single bedroom လေးဖြစ်တယ်ဒီ single bedroom လေးကလည်းကျွန်တော်တို့ဒါဆို15ပေ12ပေလောက်ကျယ်ဝန်းမဲ့ single bedroom လေးဖြစ်တယ်ဒါကျွန်တော်မှုရတွေခရင်တွေ furniture အပြည့်စုံထည့်ပြီးသားဖြစ်ပါတယ်ခင်ဗျဒီအိမ်လေးကဒီ single bedroom လေးကဆိုရင်ကျွန်တော်ဒါရှေ့မှာလည်းကျွန်တော်ဝရဏာလေးပါမယ်ဝရဏာအပြင်ကျွန်တော်ဒါ landscaping လေးပါကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမယ်ဒါလေးကကျွန်တော်ဝရဏာလေးပေါ့နော်ဒီရှေ့မှာလည်းကျွန်တော်ဒါ landscaping လေးပြုလုပ်ဖန်တီးပေးထားတဲ့အိမ်လေးဖြစ်တယ်နောက်ခံကျွန်တော်ဒါတောင်တန်း view တွေကိုလည်းဒီဝရဏာ rooftop slat လေးကနေကျွန်တော်မိတ်ဆွေတွေဒါမြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်နောက်ထပ်ကျွန်တော်ဒီအပေါ်ထပ်မှာရှိတယ်ကျွန်တော် master bedroom လေးကိုပြမယ်ဒါလေးကကျွန်တော် master bedroom လေးဖြစ်တယ်ဒါဒီမှာလည်းမှုရတွေ green တွေ video တွေအားလုံးထည့်သွင်းပေးထားတယ်နောက်ထပ်ကျွန်တော်ပြမယ်ဒီ master bedroom ရဲ့ရေချိုးခန်းအိမ်သားလေးဒီမဲ့ဒါဒီဘက်ကကျွန်တော်ရေချိုးမယ်ဒီဘက်မှာကျွန်တော်ဒါမှန်လေးနဲ့ partition လုပ်ထားတယ်ဒါကတော့ဘိုးတိုင်းတွေကျွေခွက်တွေဖြစ်တယ်ဒါတော်တော်လေးကျယ်တဲ့အနေထားလေးရှိပါတယ်ခင်ဗျနောက်ထပ်ကျွန်တော် single bedroom လေးထပ်ပြမယ်
ဒါလေးကတော့ကျွန်တော်တို့ဒါ single bedroom လေးဖြစ်တယ်ဒီ single bedroom လေးထဲမှာကျွန်တော်တို့ဒါ video တွေလည်းပါတယ်မှုရ grade အကုန်ပါမယ်ဒီမဲ့စာကြည့်ဖို့အားကိုလည်းကျွန်တော်တို့ဒါ2နေရာပြုတ်လုပ်ပေးထားတယ်ဒီဘက်မှာတစ်ခုဒီဘက်မှာတစ်ခုဒါစာကြည့်စပွဲလေးတွေပေါ့ဒီမှာလည်းမှန်လေးတွေရောတော်တော်လေးမိုက်တယ်အခန်းတိုင်းကတော့ကျွန်တော်တို့ဒါ air con တွေ light ကားတွေအကုန်တက်ပြီးသားဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျွန်တော်တို့ဒါအပေါ်ရက်မှာဆိုရင်ကျွန်တော်တို့ဒါဘုံရေချိုးခန်းအင်နာလေးရောပါရှိတယ်ဒါကတော့ကျွန်တော်တို့စောစောကလိုပဲရေချိုးခန်းလေးကိုမှန်တဲ့ partition လုပ်ထားတယ်ဒီမှာဘိုးတိုင်းကြေကွက်တွေထည့်ပေးထားတယ်အလေးလေးဝင်တာကိုကျွန်တော်မိတ်ဆွေတွေဒါမြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ခုမိတ်ဆက်ပေးတဲ့အိမ်လေးရာဆိုရင်ကျွန်တော်တို့ဒါမြေအကျယ်40 60ပေါ်မှာတိဆောက်ထား RC နှစ်ထပ်တိုက်လေးတစ်လုံးဖြစ်တယ်ကျွန်တော်တို့ဒါ master bedroom တစ်ခန်း single bedroom 3ခန်း living room dining and kitchen room ကျွန်တော်တို့ roofless veranda တွေပါထည့်သွင်းတိဆောက်ထားတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်ခင်ဗျာမြေမျိုးစားကလည်းကျွန်တော်တို့ဒါ grand မြေမျိုးစားဖြစ်တဲ့ပြင်ဝယ်ယူသူအမြေပေါင်းနဲ့ရရှိမဲ့အိမ်လေးတစ်လုံးလည်းဖြစ်တယ်ရောင်းချပေးမဲ့ဈေးနှုန်းကလည်းကျပ်သိန်း1500ကိုကျွန်တော်တို့ဒါဒေါင်းပေးမဲ့30%ပေးသွင်းပြီးတော့ကျန်ငွေကို24လအတိုးမဲ့အရေးကြနဲ့ရောင်းချပေးမှဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ယခုအိမ်ယာဝင်းထဲမှာရှိတဲ့အိမ်လေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်3996599648ကိုအမြန်ဆုံးဆက်သွယ်ပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ